တဘောတော့ဗျာအရေးပြားဆိုတာလူဗျာစော်လူပဲဗျာခြုံပြီးတော့ကာကွယ်ပေးထားတာလေအခုခံကာကွယ်စနစ်တွေနဲ့ထားပေးတာလေအဲ့စနစ်ပြတ်သွားတော့ဗျာပြောရရင်အဲ့လိုဖြစ်ပြီးတော့အရေးပြားအောက်ကနေပုံဝင်တဲ့သဘောရှိတယ်ကဲနောက်ပုံစံဘာဖြစ်လဲဆိုတော့မှုဗျာအဲ့ကောင်ကန်ဒီဒါလာတယ်ဗျာများသောအားဖြင့်တော့ကန်ဒီဒါကို HIV သမားတွေမှာတွေ့ရတတ်တယ်ဗျာမှုဆွဲတယ်ပေါ့ဗျာပြောရရင်တော့နားလည်အောင်ပြောမှုဆွဲတယ်ပေါ့ဗဇက်ကိုဟခိုင်းကြည့်လိုက်ဗျာအထဲမှာအဖြူအဖတ်တွေအပြည့်ဖြစ်နေတာများသောအားဖြင့်တော့ HIV သမားတွေမှာတွေ့ရတာများတယ်ပေါ့နော်စီးကျိုသမားမှာလည်းဖြစ်တော့ဖြစ်ခဲပေါ့ဗျာဖြစ်တော့ဖြစ်တာပေါ့ဖြစ်တော့ဖြစ်ခဲပေါ့အဲ့လိုကြီးဖြစ်တဲ့အထီတော့လည်းမနေသေးဘူးပေါ့ဒါကတော့ပါတယ်တဲမှာကြိုကိုသိထားမယ်အကြောင်းအလေးပေါ့ဒါလေးပြောပြထားတာအဲ့တော့မှုဆွဲတဲ့ယောဂဖြစ်တတ်တဲ့အထူးသဖြင့်အမျိုးသမီးတွေပေါ့ဗျာအဲ့ဒါအမျိုးသမီးအင်္ဂါတွေပါဒီမှာအဲ့လိုပူကြွားဆွဲတယ်လို့ပြောတယ်ပေါ့ဗျာအဲ့ဒါသူ့ရဲ့ဖြစ်တာရှိတဲ့သဘောတရားတွေပြောတာပေါ့မျိုးသမီးအင်္ဂါတွေချော့တွေ့တယ်ချော့တွေ့ပြီးတဲ့အခါမှာအဲ့လိုမှုဆွဲတာခဏိတာလာတဲ့ပြဿနာရှိတယ်အောင်းတော့တခုမှမရှိဘူးပေါ့ဗျာအားလုံးကတော့ကဲဒါဆိုရင်ပထမအခန်းကဏ္ဍဖြစ်တဲ့ပိုးဝင်တဲ့အကြောင်းရင်းတွေပေါ့လမ်းကြောင်းတွေပေါ့ဒါတွေကိုအရင်ဆုံးပထမအဆုံးရှင်းပြပေးသွားတာဖြစ်ပါတယ်မိတ်ဆွေအာရောကြမှာလေ့လာပါဒါမှမဟုတ်ရင်အာရောကြကဲ့သို့ဖြန့်ဝေပေးနေတဲ့မှန်ကန်ပေါ့ဗျာပြောရရင်ဘူတုတ misguided မဖြစ်တဲ့ဘူတုတပေါ့နောက်လာမယ့်အနှစ်90မှာအကျိုးရှိစေမယ်ဘူတုတပြီးခဲ့တဲ့အနှစ်90ကဂျင်းနေမိလို့ယနေ့တစ်ကမ္ဘာလုံးကလူတွေအကုန်လုံးဒီယောဂတွေနဲ့ဆင်းရဲဒုက္ခရောက်ရတဲ့ဒုက္ခဒါတွေကိုချင့်ချင်ပြီးတော့ဗျာနော်အဖက်ဖက်ကနေနားလေပို့ခင်းနဲ့ညီတဲ့အရာတွေပေါ့ဗျာဒါမျိုးလေးတွေဖြစ်စေချင်တာယနေ့လူအချို့တော်တော်များများပြောကြဒီတိုင်းပဲဟာသိရင်မေးလိုက် AI မှာရိုက်လိုက် AI မှာဘာဖြစ်လို့ညာဖြစ်လို့ဆိုတာအာရောကြတော့အသေးချအကြံပြုမယ် reference အတွက်သိချင်တဲ့ဘုဒ္ဓတာအတွက်ဆိုရင် AI မှာရှာအလုပ်ဖြစ်တယ်ဟုတ်တယ်စေကူဆိုမလုံနဲ့နော်ဆိုဒုက္ခရောက်သွားလိမ့်မယ်ရှိသမျှဟာအကုန်ရောင်းတော့ပြီးမှမဟုတ်ဖြစ်သွားလိမ့်မယ်နော်ဒုက္ခအကြီးကြီးရောက်သွားလိမ့်မယ်ပြောပြမယ်အချမ်းလေးပြောပြတာ AI ရဲ့သဘောတဘာဝက AI မှာအုံတော့မရှိလူတွေကပေးပို့ထားတဲ့ data အချက်အလက်တွေကိုပဲ AI ကစုစည်းထားတာဖြစ်တယ်အဲ့ဒီအချက်အလက် data တွေကလည်းအကုန်လုံး out of date တွေကြီးပဲ outdated တွေပဲရယနေ့ပေါ်နေတဲ့အသစ်အဆန်းယနေ့မှတွေ့တဲ့ research လုပ်နေတဲ့အရာဒါမှမဟုတ်ဆန့်ကျင်ဘက်အမြင်ရှိတဲ့အဖွဲ့အစည်းမတူညီတဲ့အရာအဲ့ဒီ data တွေ AI မရအောင် AI မှာမရှိဘူးအရှင်းမပြေဘူးအဲ့ဒါတွေမင်းအဲ့တော့ AI ကိုမေးကြည့်လိုက်မင်းမှာအုံတော့ရှိလားလို့ဆိုရင် AI မညာတတ်ဘူးလေအုံတော့မရှိဘူးပြောတယ်ခံစားချက်မရှိဘူးပြောတယ်တူမီထားတဲ့ရရှိထားတဲ့ data တွေအကုန်လုံးအတိုင်းပဲပြန်ပြောပြပေးနိုင်တယ်လို့မိတ်ဆွေပြောလိမ့်မယ်အဲ့ဒီကြရင် reference အနေနဲ့အလုပ်လုပ်တာအဆင်ပြေတယ်ဟုတ်တယ်ဘယ်နှခုနှစ်တော့ဘယ်အရာဘယ်စီဘယ်နဲ့မဲကဘလို့ပေါ်ပေါက်ခဲ့ပြီးတော့ဘလို့ဖြစ်တာဒါပဲရမယ်တမိုင်းကြောင်းနေပြန်ပြောရမယ်ဒါတော့မှမတူညီတဲ့အဖွဲ့ opposition တစ်ခုပေါ့ဗျာတစ်ဖက်ကသူ့နဲ့မတူညီတဲ့အဖွဲ့တစ်ခုကအဲ့အချိန်ကကြီးထွားခဲ့တဲ့အားကောင်းခဲ့တဲ့အဖွဲ့ရဲ့အဲ့အာဘော်တွေပဲအဲ့ agenda တွေပဲအဲ့ဒီ policy အဲ့ guideline တွေအဲ့ဒါတွေပဲထည့်ထားတယ်ထဲထဲမှာဘယ်အချိန်ဘယ်ကာလပဲဖြစ်ဖြစ်ဗျာ anti နဲ့ pro ကအမြဲတမ်းရှိတယ်လေဟုတ်လား anti သမားတွေကအားနေတာပေါ့ဗျာဘာပဲဖြစ်ဖြစ် pro သမားတွေကအားကြီးတာပေါ့အဲ့အားကြီးတဲ့ဟာတွေပဲထည့်ထားတာဒါကြောင့်အဲ့ဒီမှာရှိတဲ့သတင်းအချက်လက်တွေကဈေးကုသမှုအတွက်လုံလောက်တဲ့အချက်အလက်ယူသုံးလို့ရတဲ့အချက်လက်တွေတစ်ခုမှမပါဘူးဗျာမရဘူးမပါဘူးဈေးကျုံနဲ့ပတ်သက်ပို့ဆိုးတယ်ညနေမြင်နေတဲ့အမြင်တွေနဲ့အယူအဆတွေနဲ့အမှန်တကယ် metabolically ကောင်းတဲ့လူတစ်ယောက်ရဲ့ခန္ဓာကိုယ်အတွင်းမှာရှိတဲ့သွေးတွင်းအချိုတဲ့ပမာဏကအစာမစားခင်မှာ72 to 85 between plus or minus 2 milligram per deciliter ရှိတယ်စားပြီး2နာရီမှာတိုင်းလိုက်တဲ့အဖြေကမစားခင်ကအတိုင်းပဲတဲ့အဲ့လိုသတင်းအချက်လည်းမရဘူးမရှိဘူးအဲ့မှာဒါကြုံလုံးပြောပြတာပါထွေထူးပြောတာမဟုတ်ပါဘူးအမှားကျမိုင်နဲ့ပတ်သက်လို့အမှားလုံးမိမှာဆိုလို့ misguided ဖြစ်မှာဆိုလို့ဒီတိုင်းပဲတန်တရားတွေလဲပြီးတော့နောက်နှစ်90မှာလဲအခုဟာကတည်သွားအဲ့မှာအကုန်လုံးတဝဲလွယ်လဲနဲ့
နာရာရှည်ပေါ့ဗျာအဓိကဒီနာရာရှည်နဲ့ပဲမပြီးနိုင်မစည်းနိုင်အကုန်လုံးဒုက္ခတွေရောက်မှာဆိုးလို့အာရောကြကဒါ advice လုပ်တာပါအခြားကြောင့်မရှိပါဘူး။ Okay ဒါဆိုရင်ဆက်မယ်နော်။ပိုးဝင်တဲ့အမျိုးအစားတွေဘယ်လိုပိုးဘယ်လိုပုံစံနဲ့ဝင်နေဆိုတာ